ပြည်တွင်းထုတ်စီများဈေးအောင်ပွဲတော်ကျင်းပနေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြည်တွင်းကထုတ်လုပ်တဲ့မြေပဲစီနှမ်းစီနဲ့နေချာစီဈေးအောင်ပွဲတော်ကိုရန်ကုန်မြို့မှာကျင်းပနေတဲ့လို့မြန်မာနိုင်ငံစီးဆက်ပိုင်းရှင်များအသင်းကသိရပါတယ်။အဆိုပါဈေးအောင်ပွဲတော်ကိုဒီဇင်ဘာလ15ရက်ကနေ18ရက်နေ့အထိရန်ကုန်မြို့လမ်းတော်မြို့နယ်မင်းရဲကျော်စွာလမ်းရှိမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုအသင်းချုပ်ရှိနဲ့ရန်ကင်းမြို့နယ်ရန်ရှင်းလန်းတွေမှာရောင်းချပေးနေတာပါ။ပြည်တွင်းစီဆက်များဈေးအောင်ပွဲတော်ကိုစားသုံးသူတွေအနေနဲ့ကျန်းမာရေးအတွက်ထောက်ကူပြုတဲ့ပြည်တွင်းကထုတ်တဲ့မပြေဝစီတွေကိုပုံမစားသုံးနိုင်ဖို့နဲ့ပြည်တွင်းမှာစားသုံးစီကိုစားသုံးတဲ့နေရာမှာစားထိုးဖို့စတဲ့ရည်ရွယ်ချက်တွေနဲ့ရောင်းချပေးနေတဲ့လို့ဆိုပါတယ်။ရောင်းချပေးတဲ့ဈေးနှုန်းတွေကတော့မြေပဲစီတပိတ်သားကို16000ကျပ်နှမ်းစီတပိတ်သားကို15000ကျပ်နဲ့လေချာစီတပိတ်သားကို22500ကျပ်နဲ့ရောင်းချပေးနေတဲ့လို့သိရပါတယ်ရှင်။